နဲ့ချိတ်ဆက်ဖို့အတွက်ပို့တွေပါပြည်လဲဆိုရင်သုံးလုံးအထိကိုချိတ်ဆက်ပြီးတော့အသုံးပြုနိုင်တာဖြစ်တဲ့အတွက်ဒီမာတာကတော့ mask ကနေထုတ်လုပ်ထားတဲ့ PH 1800 Pro CD ပါဈေးကွက်ထဲမှာဈေးပုံပေါ်နဲ့တွေ့နေရတဲ့ operate အင်မာတာမျိုးမဟုတ်ဘဲနဲ့ operate hybrid အင်မာတာပဲဖြစ်ပါတယ်PQ input power 3000 W maximum check current 80 ampere maximum solar input voltage ဆိုရင်450 VDC ထိလက်ခံနိုင်ပါတယ်MPPT ကိုရေးရေးဆိုရင်150ကနေ430အထိပါတာဖြစ်တဲ့အတွက် solar ချက်ရည်ဆိုရင်လည်း900ကျော်600ကျော် watt တွေဆိုရင်6ချက်လောက်အထိကိုထည့်လို့ရပါတယ်။ maximum degree input current ဆိုရင်18 ampere ထိပါတာဖြစ်ပြီးတော့ max 3 kW ချင်းတူပြီး CD မတူတဲ့ inverter နဲ့ရှင်းမယ်ဆိုရင်ဒီ PH1800 CD တွေကဖန်နံပို့ပြီးတော့ညင်ပါတယ်။ပါတာကိုပြည်နဲ့ချိတ်ဆက်ဖို့အတွက်ပို့တွေပါ။ပြည်လဲဆိုရင်သုံးလုံးအထိကိုချိတ်ဆက်ပြီးတော့အသုံးပြုနိုင်တာဖြစ်တဲ့အတွက်အခုလောလောဆယ်လူကြီးမင်းတို့အနေနဲ့3 kW solar system ကိုအရေးတက်ဆင်ထားပြီးတော့နောက်ထပ်လုံသုံးတွေများလာလို့ inverter ထပ်လုပ်မယ်ဆိုရင်လည်းဒီ inverter ကသုံးလုံးအထိပြည်ချက်ပြီးတော့အသုံးပြုလို့ရပါတယ်။ Wi-Fi setting ပါတာဖြစ်တဲ့အတွက် inverter မှာပါတဲ့ setting တွေကိုဖုန်းနဲ့ချိတ်ဆက်ပြီးတော့လည်းကြည့်နိုင်ပါတယ်။ပင်းချက်လို့ရမယ်။ aircon တစ်ကောင်သုံးလို့ရမယ်။ရေမော်တာတစ်ကောင်ပေါင်းလို့ရမယ်။ light တွေရေခဲတစ်တာပန်ကာစတဲ့ပစ္စည်းတွေကိုအလဲကျအသုံးပြုလို့ရပါမယ်။ဒီ max 3 kW inverter က24 volt ဖြစ်လို့လူကြီးမင်းတို့အနေနဲ့24 volt battery 100 volt နဲ့ချိန်မလား200 volt နဲ့ချိန်မလားဘက်ကအသုံးပြုမဲ့ wall load တွေနဲ့ချိန်ပြီးတော့ချိန်လို့ရပါတယ်။ max 3 kW PH1800 Pro CD inverter တွေကိုပြင်ရောင်းမဲ့ဆိုင်သမားတွေအတွက်လိုက်လက်သက်စစ်ပေးနေတဲ့ installer သမားများအတွက်အများဆုံးပြီးသက်နေရောင်းချပေးနေပါတယ်ရှင်။ဝယ်ချင်တဲ့ဆိုရင်တော့မန္တလေးမြို့36လမ်းကြီး5859လမ်းကြားမှာရှိတဲ့ Universal Solar မြန်မာကိုလူကိုယ်တိုင်လည်းဆိုရတယ်လို့တိတော့ချက်ပေါက်ပေးမစင်ညာဘိုင်ဘာနယ်ဘက်ဖြစ်တဲ့399590 9968နံပါတ်တစ်စင်နဲ့အသေးစိတ်ဆက်သွယ်ဆုံးမြင်ပြီးတော့ဒီအမှားတာတွေကိုဝယ်ယူအားပေးနိုင်ပါတယ်ရှင်။